အခုကျွန်တော်ရောက်ရှိနေတဲ့နေရာကတော့ပြင်ဦးလွင်မြို့မှာရှိတဲ့ Freemason ကိုင်းရဲ့အသင်းတိုင်း Lord မြို့လေးနံပါတ်2904 EC အသင်းတိုင်းပဲဖြစ်ပါတယ်။ဒီအသင်းတိုင်းကို1925ခုနှစ်မှာတည်ဆောက်ခဲ့ပြီးတော့နှစ်ထပ်တိုင်းအမျိုးအစားဖြစ်ပါတယ်။တိုက်ရဲ့မျက်နှာစာမှာ portico တစ်ခုပါပါတယ်။အဲ့ portico ကိုထောက်ထားတဲ့အတိုင်းနှစ်ဖက်ကတော့တစ်ခုနဲ့တစ်ခုကနုတ်လက်ရခြင်းမတူပါဘူး။ King နဲ့ Queen ဆိုတဲ့အဓိပ္ပာယ်လို့တော့ပြောကြပါတယ်။အောက်ထပ်မှာလည်းညစာစားပွဲလိုပွဲလမ်းတွေကျင်းပဖို့အတွက်ခမ်းမတစ်ခုရှိပါတယ်။ခမ်းမရဲ့နောက်မှာလည်းဘားကန်တစ်ခုရှိပါသေးတယ်။ဘားကန်ရဲ့အနောက်မှာကျတော့စပိုဆောင်ရှိပြီးတော့ဘားကန်နဲ့စပိုဆောင်ရဲ့အကြားမှာလျှို့ဝှက်တကားတစ်ခုကိုတက်ဆင်ထားပါတယ်။အရေးအကြောင်းဆိုရင်အဲ့ဒီတကားဘောက်ကနေထွက်ပြေးနိုင်အောင်ရည်ရွယ်ထားတယ်လို့ပြောကြပါတယ်။အပေါ်ထဲမှာတော့အစည်းအဝေးခမ်းမကျင်ကိုထားပါတယ်။အစည်းအဝေးခမ်းမရဲ့ကျမ်းပြင်မှာစစ်တူရင်ခုံမှာပါတဲ့ကြားကွက်လိုဒီဇိုင်းတွေစီးချယ်ထားခဲ့တယ်လို့သိရပါတယ်။အပေါ်ထဲကိုတက်တဲ့လှေကားနဲ့ခမ်းမကျယ်ရဲ့ဝင်ပေါက်တကားမှာချောင်းကြီးပေါက်တွေဖောက်ထားတာကိုတွေ့ခဲ့ရပါတယ်။ပြီးတော့အရင်ကဆိုရင်ဂိုင်းရဲ့အမှတ်သားဖြစ်တဲ့တရိကန်ပုံကြီးတစ်စိပ်ပြားတစ်ခုကိုတက်ဆင်ထားခဲ့ဘူးတယ်လို့သိရပါတယ်။အခုဒီစာအုပ်ကဆိုရင်ခုမြင်တွေ့ရတဲ့အတိုင်းပဲတော်တော်လေးကိုယိုယွင်းပျက်စီးနေပြီဖြစ်ပါတယ်အဲ့တော့မြန်မာသမိုင်းအတွက်ရေးပါတယ်ဒီ Freemason ကိုင်းရဲ့အစာအုပ်တွေကိုလည်းထိမ့်သိမ်းဆောင်ရှောက်တင်တယ်လို့တော့ကျွန်တော်ထင်ပါတယ်ဒီတိုက်ကိုလည်းဒေသခံတွေကပရှုကောင်းဖြတ်တိုက်လို့ပဲခေါ်ကြပါတယ်ဘာကြောင့်ပရှုကောင်းဖြတ်လို့ခေါ်ရတာလဲဆိုတော့ Freemason တွေမှာဂိုင်းသားအဆင့်တန်းလိုက်လှုပ်ဆောင်ရတဲ့ထူးထူးဆန်းဆန်းအစီရင်ခန်းသားတွေရှိပါတယ်တတိယအဆင့်မှာဆိုရင်လူကိုတည်တယ်လို့မှတ်ယူခိုင်းပြီးတော့ကျမ်းပြင်ပေါ်မှာပက်လက်လန်ခိုင်းတယ်ပြီးတော့ပိတ်ဖြူကြီးနဲ့ပတ်ပြီးတော့အခေါင်းထဲကိုထည့်ပါတယ်ခေါင်းထဲကိုထည့်ပြီးတော့အခေါင်းဖုံးကိုပိတ်ပြီးလေမင်းနေရာလောက်ကိုမှန်းပြီးခေါင်းဖုံးကိုဓာတ်နဲ့ခုတ်ပြီးတပ်ပစ်တဲ့သဘောမျိုးလုပ်ကြပါတယ်အဲ့လိုခန်းနာကျင်းပတာကို Freemason တွေအသင်းဝင်တွေခိုင်းထားတဲ့ driver တွေထမင်းချက်တွေလို့အဲ့လိုမြန်မာလူမျိုးတွေကချောင်းကြည့်ပြီးတော့ဟာတကယ်တက်ကုန်ကြပြီတကယ်ခေါင်းတွေဖြတ်ကုန်ကြပြီလို့ထင်ကြပါတယ်တကယ်တော့အထက်ကလူကဘာမှမဖြစ်ပါဘူးတအောင်းလောက်ကြာတော့မှခေါင်းကိုဖွင့်ပြီးခေါင်းထဲကလူရဲ့မျက်နှာတက်တဲ့မျက်နှာချက်မှာချိတ်ဆွဲထားတဲ့မှန်ကျိုးလျှော့ပြီးတော့မျက်နှာနာတွေရအောင်ချပေးလိုက်တယ်အဲ့ဒီမှန်ရင်လင်းအောင်မြင်တာနဲ့တပြိုင်တည်းခေါင်းထဲကလူကဘဝတစ်တစ်ခုရပြီဆိုတဲ့အဓိပ္ပာယ်ပြပါတယ်အဲ့ဒီမီလင်းအောင်ကိုမေဆင်လိုက်လို့ခေါ်ပြီးတော့အဲ့ဒီအလင်းအောင်မြင်တဲ့အခါမှာအထက်ကလူကအသက်ပြန်ရှင်လာတဲ့သဘောနဲ့သူတို့ကအခမ်းအနားကျင်းပကြပါတယ်အဲ့ဒါကိုမြန်မာလူသမားတွေကချောင်းကြည့်ပြီးတော့ခေါင်းတွေဖြတ်တယ်လို့ထင်ကြပုံပေါ်ပါတယ်နောက်ပြီးတော့သူတို့ကလျှို့ဝှက်တဲ့အသင်းသားတွေဖြစ်တဲ့အတွက်သူတို့အသင်းတိုက်နာကိုတခြားမဆိုင်တဲ့လူတွေမလာအောင်လို့တရေချောက်တယ်ဆိုပြီးရွယ်ချက်ရှိကိုငကိုတွေကသတင်းလွှင့်ထားတာမျိုးတွေလည်းရှိပါတယ်ပြီးတော့မြန်မာလူမျိုးတွေရဲ့ထုံးစံတိုင်းဗဇက်စကားတွေကောလာဟာလာတွေကလည်းအတော်လေးကိုလွှမ်းမိုးခဲ့ပုံရပါတယ်နောက်ပြီးတော့ဒီအသင်းရဲ့အစင်လာရလျှို့ဝှက်ချက်တွေကိုဘူးမှမပြောအောင်လျှို့ဝှက်ရမယ်ဆိုတာကပါနေပါတယ်အဲ့ဒီစီကံကိုလည်းအသင်းသားတွေကတင်းတင်းကြပ်ကြပ်လိုက်နာရပါတယ်တကယ်လို့မလိုက်နာခဲ့ရင်စီးဖောက်ခဲ့ရင်ခေါင်းဖြတ်စီရှာဖြတ်စီဆိုတဲ့အမိန့်တွေလည်းထုတ်ထားတာရှိပါတယ်အဲ့ဒီအမိန့်တွေကိုတော့မှ1988ခုနှစ်ကြာမှဖျက်သိမ်းခဲ့တယ်လို့သိရပါတယ်အဲ့လိုလိုက်နာကြတာကိုပဲဒီမှာကခေါင်းဖြတ်တဲ့အဖွဲ့ဆိုပြီးထင်လွဲကြပြီးတော့ပရှုခေါင်းဖြတ်အဖြစ်နဲ့မြန်မာနိုင်ငံမှာနာမည်ကြီးလာတာပဲဖြစ်ပါတယ်မြန်မာနိုင်ငံမှာရှိတဲ့ Freemason အသင်းရဲ့တမိုင်းကြောင်းကိုပြန်လည်ရမယ်ဆိုရင်1852ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ဒုတိယအင်္ဂလိပ်မြန်မာစစ်ပွဲအပြီးမှာဗြိတိရှတွေကအောက်မြန်မာနိုင်ငံကိုသိမ်းယူနိုင်ခဲ့ပြီးတော့အောက်မြန်မာပြည်မှာရှိတဲ့ကျွန်းသစ်လုပ်ငန်းကိုအပြီးတိုင်းလက်ဝဲကြီးကိုရယူနိုင်ခဲ့ပါတယ်အဲ့ဒီလိုသိမ်းယူနိုင်ပြီးတဲ့နောက်မှာကိုလိုနီအုပ်ချုပ်ရေးစနစ်တည်ထောင်မှုနဲ့အုပ်ချုပ်ရေးရန်တရားကိုကောင်းစွာလည်ပတ်နိုင်ဖို့အတွက်ဗြိတိရှ Irish နဲ့ Scottish စစ်ဖက်အရာရှိအရာခံအကျက်စစ်တီတွေနဲ့ Civil Servant လို့ခေါ်တဲ့အရက်ဖက်အရာတန်းအမှုတန်းတွေကိုမြန်မာနိုင်ငံထဲကိုပြောင်းရွှေ့နေရချထားခဲ့ရပါတယ်သူတို့ထဲမှာလည်း Freemason ဂိုင်းသားတွေအများကြီးပါဝင်လာခဲ့ပါတယ်1860ခုနှစ်ကုန်ကန်ကြီးရောက်မှာအသင်းဝင်ရွက်တွေတိုးပွားလာတဲ့အမြအင်္ဂလန်ကဂိုင်းချုပ်ကြီးဖြစ်တဲ့ Grand Master Thomas Dundas the Second Earl of Zealand ကိုမြန်မာနိုင်ငံကမေဆင်တွေကဂိုင်းခွဲအဆင့်လို့ခေါ်ရမယ် Masonic District အဆင့်ကိုတိုးမြင့်ပေးဖို့တောင်းဆိုလာခဲ့ကြပါတယ်အဲ့ဒါကြောင့်1868ခုနှစ်မှာဗိုလ်မှူးကြီး Colonel Alexander John Greenlaw ဆိုတဲ့လူကိုမြန်မာနိုင်ငံရဲ့ဂိုင်းချုပ် Grand Master of British Burma အဖြစ်ခန့်အပ်ခဲ့ပြီးတော့အသင်းခွဲတွေကိုစီမံကွပ်ကဲစေခဲ့ပါတယ်ခန့်အပ်တဲ့အခမ်းအနားကိုရန်ကုန်မြို့ပတ်လန်းအခုဘရုံမာလန်းမှာရှိတဲ့ Lodge Victoria မှာကျင်းပခဲ့ပြီးတော့မြန်မာပြည်ဂိုင်းချုပ်ဖြစ်တဲ့ Colonel Greenlaw ရဲ့အုပ်ချုပ်မှုအောက်မှာအသင်းတိုက်9တိုက်ကိုထားရှိခဲ့ပါတယ်လွတ်လပ်ရေးများခင်အထိမြန်မာနိုင်ငံရဲ့မြို့ကြီးအသီးသီးမှာ Lodge လို့ခေါ်တဲ့ Freemason အသင်းတိုက်တွေတိုက်ပေါင်း20တောင်ရှိခဲ့ပါတယ်ဒီနေရာမှာသတိထားစရာတစ်ခုကအဲ့ဒီအချိန်တုန်းကမြန်မာနိုင်ငံကိုဗြိတိရှအစိုးရကစစ်အုပ်ချုပ်ရေးနဲ့အုပ်ချုပ်နေတာဖြစ်ပါတယ်အဲ့လိုအုပ်ချုပ်နေတာဖြစ်တဲ့အတွက်မြန်မာပြည်ရဲ့အုပ်ချုပ်ရေးရန်တရားကို Colonel Greenlaw တို့ Freemason ဂိုင်းသားဗြိတိရှစစ်တပ်အရာရှိတွေကစီမံခန့်ခွဲနေတာလို့ပြောမယ်ဆိုရင်လည်းရပါတယ်အခုဒီပုံမှာဆိုရင်6မြို့နေရစင်ကူးရေနံမြေနဲ့ရန်ကုန်မှာရှိတဲ့ Freemason အသင်းတိုက်တွေရဲ့တီထောင်သူ founder တွေရဲ့တစိမ့်တွေကိုတွေ့ရမှာပဲဖြစ်ပါတယ်ကျွန်တော်မြန်မာတော်လိုင်းသမားတွေကိုရဲဆက်ဆက်တပ်ဖြတ်တဲ့အကြောင်းကိုစာဖွဲ့ထားတဲ့ The Grace of the 100 Hat ကဗျာမြန်မာနိုင်ငံအကြောင်းကိုဖွဲ့ထားတဲ့ Road to Mandalay ကဗျာတွေနဲ့ထင်ရှားတယ် Empire စာဆိုတော်ကြီး Rudyard Kipling တို့ဒုတိယကမ္ဘာစစ်ကာလမှာမြန်မာပြည်စစ်စင်မှာနာမည်ကြီးခဲ့တဲ့အိန္ဒိယဘီယံကန်ချုပ် Lord Louis Mountbatten တို့ဗြိတိရှဝန်ကြီးချုပ် Winston Churchill
စွန်တော်ကြီးရှာလော့ဟုံးရဲ့ဖန်တီးချက်စာရေးဆရာကြီးအာသာကိုနန်ဒရိုင်းပြောရရင်မြန်မာသမိုင်းမှာထင်ရှားတဲ့ဗီရှာလူမျိုးတိုင်းလူက Freemason ဂိုင်းသားတွေပဲဖြစ်ပါတယ်မြန်မာနိုင်ငံမှာရှိတဲ့ Freemason ဂိုင်းတွေရဲ့ရုံးချုပ်ဖြစ်တဲ့ Star of Burma Lodge အဆောက်အဦဟာဘိုးရညွန်လန်းနဲ့ပန်ဒရာလန်းတောင်ကအရင်စေဝန်းဟောင်းထဲမှာတည်ရှိတယ်လို့သိရပါတယ်ဒေသခံတွေကတော့အဲ့ဒီတော့ဒေသသုံးအဆောက်အဦလို့ခေါ်တယ်လို့သိရပါတယ်ဥပမာပြောရရင်1942ခုနှစ်တုန်းက Freemason ဂိုင်းသားစီးရင်တစ်ခုကိုပြန်ကြည့်တဲ့အချိန်မှာမြန်မာနိုင်ငံတရားလွှတ်တော်ချုပ်ရဲ့တရားသူကြီးချုပ်အဲ့ဒီချိန်တုန်းကတော့ရန်ကုန်တက္ကသိုလ်ရဲ့အဓိပတိနော်လွတ်လပ်ရပြီးတဲ့နောက်မှာစာပေဗိမာန်အတိုင်းအမြံအဖွဲ့ရဲ့ဥက္ကဋ္ဌစာမြဘူးတို့ပြီးတော့လွတ်လပ်ပြီးမြန်မာနိုင်ငံရဲ့ပထမဆုံးနိုင်ငံသားရေးဝန်ကြီးမြမအရန်တက်မတော်ရဲ့တက်မင်းကြီးဗိုလ်မှူးချုပ်တင်ထွတ်တို့ပြီးတော့1925ခုနှစ်ဇူလိုင်လ4ရက်နေ့မှာမန္တလေးဥပစာကောလိပ်ကိုစတင်ဖွင့်လှစ်တဲ့အချိန်တုန်းကကျောင်းကြီးတောင်ယူခဲ့တဲ့ရန်ကုန်တက္ကသိုလ်ရဲ့မော်ဂွန်ထိန်မစ္စတာအယ်ထရင်စီမဟာဝိဇ္ဇာတို့လိုမြန်မာသမိုင်းမှာထင်ရှားကြော်ကြားခဲ့တဲ့သမိုင်းဝင်ပုဂ္ဂိုလ်ကြီးတွေပါဝင်နေတာကိုတွေ့ရပါတယ်မြန်မာလူမျိုးတို့မှာပထမဆုံးပြည်ခံဖြစ်ခဲ့တဲ့စာချီအေမောင်ကြီးလို့ခေါ်တဲ့စာဂျိုးဆက်အော်ကက်စတက်မောင်ကြီးကလည်း Freemason အသင်းဝင်ပဲဖြစ်ပါတယ်လွတ်လပ်ရပြီးတဲ့နောက်မှာလည်း Freemason ခိုင်းဟာမြန်မာနိုင်ငံမှာဆက်လက်တည်ရှိခဲ့ပါတယ်1962ခုနှစ်တော်လှန်ရေးကောင်စီအစိုးရလက်ထက်မှာမြန်မာနိုင်ငံရဲ့ District Grand Master မြန်မာနိုင်ငံရဲ့ဂိုင်းချုပ်ကြီးဖြစ်နေ Mr. Agency မဟာဝိဇ္ဇာတာဝန်ယူခဲ့ပြီးတော့သူ့လက်ထက်ဒီ Freemason ဂိုင်းဝင်တွေကပုံမှန်တွေ့ဆုံစည်းဝေးမှုတွေဆောင်ရွက်ခဲ့ကြပါတယ်1962ခုနှစ်ဇူလိုင်လ4ရက်နေ့မှာမြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီကိုတည်ထောင်ခဲ့ပြီးပါတီတိုင်းဂိုင်းတိုင်းကိုဖျက်သိမ်းပြီးတော့မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီတစ်ခုတည်းသာထားရှိရမယ်ဆိုတဲ့အမိန့်ကိုတုံ့ပြန်ခဲ့ပါတယ်အဲ့ဒီချိန်ကစပြီး Freemason ဂိုင်းရဲ့အင်အားတစားစရောနေသွားခဲ့ရတာနေပြီးတော့1985ခုနှစ်နှောင်းပိုင်းမှာတော့ရက်တီနိုင်စွမ်းမရှိတော့ဘူးလို့သိရပါတယ်ဒါကလည်းလောလောဆယ်ကျွန်တော်ရှာဖွေရရှိထားသမျှမြန်မာနိုင်ငံမှာတည်ရှိခဲ့မှုတဲ့ Freemason ဂိုင်းခွဲနဲ့ပတ်သက်တဲ့အချက်အလက်တွေပဲဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီ Freemason ဂိုင်းကြီးကလျှို့ဝှက်လွန်တာကြောင့်မို့လို့သူနဲ့ပတ်သက်တဲ့အချက်အလက်တွေကိုရှာဖွေရအရန်ကိုခက်ခဲပါတယ်နောက်တစ်ချက်ရှိတာကျွန်တော်တို့သိရသလောက်တော့ဒုတိယကမ္ဘာစစ်ကြီးကာလ1942ခုနှစ်ဒီဇင်ဘာမှာမြန်မာနိုင်ငံကိုဂျပန်တပ်တွေဝင်ရောက်လာခဲ့ပါတယ်အဲ့ဒီအချိန်မှာ Star of Burma Lodge ရဲ့အတွင်းမှုဖြစ်သူကဂိုင်းနဲ့ပတ်သက်တဲ့မှတ်တမ်းမှတ်ရာတွေအဆောင်ရောင်ပစ္စည်းတွေပြည်ပကပစ္စည်းတွေကိုအင်္ဂလန်ကိုသူနဲ့အတူတပါးတည်းယူဆောင်သွားခဲ့ပါတယ်ဒါပေမဲ့လမ်းမှာသူစီးလာတဲ့သင်္ဘောကအကြောင်းမျိုးကြောင့်တိမ်းမောက်သွားခဲ့ပြီးအဲ့ဒီအတွင်းမှုနဲ့တူမှတ်တမ်းမှတ်ရာတွေကပျောက်ဆုံးသွားတယ်လို့သိရပါတယ်အဲ့တော့အဲ့ဒီအသင်းနဲ့ပတ်သက်တဲ့အသေးစိတ်ချက်လက်တွေကိုတော့ကျွန်တော်တို့ဘယ်တော့မှသိနိုင်မှာမဟုတ်တော့ဘူးဆိုတဲ့အကြောင်းကိုတင်ပြရင်းနဲ့ဒီဗီဒီယိုလေးကိုညီကုန်းချုပ်လိုက်ရပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ